ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကဝင်ပိုးရှာခြင်းနဲ့ပတ်စံနေပို့ပြီးတော့မှရခြင်းနဲ့ပို့ပြီးတော့မှအဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်အမုံကဒီအရာလေးကိုလှုပ်ဖို့တိုက်တွန်းခြင်းပါတယ်အဲ့ဒါကတော့ကိုယ့်ရေချင်းကိုယ့်ရဲ့အရေးသွေးကိုအမြဲတမ်းမြင့်တင်ပေးပါလို့မုံကဒီနေရာလေးကနေပြီးတော့မှတိုက်တွန်းပေးလိုက်ခြင်းပါတယ်အမုံတွေကအလုပ်တွေလုပ်နေတယ်ဆိုတဲ့အချိန်မှာဒီအသွေးတွေအမြဲတမ်းမြင့်တင်နိုင်မယ်ဆိုလို့ရှိရင်ကိုလုပ်နေတဲ့အလုပ်ကဘယ်အလုပ်မဆိုပို့ပြီးတော့မှအဆင်ပြေမှာပဲဖြစ်ပါတယ်အကယ်၍ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကစီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်နေတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စီးပွားရေးမှာပို့ပြီးတော့မှအဆင်ပြေစေမဲ့သင်တန်းတွေကိုရွေးချယ်ပြီးတော့မှတက်တာမျိုးကိုကဝန်ထမ်းတစ်ယောက်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အလုပ်မှာပို့ပြီးတော့မှအဆင်ပြေဖို့ရကိုယ့်ရဲ့အရေးချင်းတွေကိုမြင့်တင်တာမျိုးဥပမာ communication skill လည်းဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်နဲ့သက်ဆိုင်တဲ့ပညာရပ်တစ်ခုလည်းဖြစ်ခြင်းဖြစ်မယ်ဒါမျိုးတွေကိုကိုကလေ့လာဖို့လိုပါတယ်အကယ်၍ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကလူငယ်တစ်ယောက်ဆိုလို့ရှိရင်လည်းပို့လို့တော့ကောင်းပါသေးတယ်လူငယ်တွေမှာပို့ပြီးတော့မှလုံနိုင်စွမ်းနေရှိပါတယ်အဲ့ဒီအတွက်ကြောင့်ကိုဘာကိုလိုချင်တာလဲကိုဘာကိုရချင်တာလဲအဲ့ဒီအရာကိုတတိချသိရှိပြီးတော့မှအမြဲတမ်းအဲ့ဒီအရာကိုနဲ့ပတ်သက်ပြီးတော့တိုးတက်စေမယ့်အလုပ်တွေကိုအမြဲတမ်းပဲလှုပ်ဆောင်နေပါဒီလိုလှုပ်ဆောင်ခြင်းဟာကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့အရေးသွေးကိုမြင့်တင်တာနဲ့အတူတူပါပဲဒါကြောင့်ကိုကအရေးချင်းတွေပို့ပြီးတော့မှရှိလေကိုနောက်ကိုပတ်စံလူကလိုက်လာလေပဲဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်အချိန်ထဲမှာပဲဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေရဲ့ဘဝတိုးတက်ချင်တယ်ဆိုလို့ရှိရင်တော့ကိုတိုင်းလှုပ်ဆောင်မှသာလေရမှာပဲဖြစ်ပါတယ်ဒါကိုတိုင်းအခုပဲ action ယူပြီးတော့မှပြုပြင်တင်တာပြုပြင်ပြောင်းလဲတင်တာပြောင်းလဲလှုပ်เสียရှိတာကိုရှေ့ဆက်လုပ်ပါလို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အကျိုးရှိလိမ့်မယ်လို့ပြေဝယုံကြည်ပါတယ်အကျိုးတစ်စုံတရားရှိတယ်ဆို comment မှာ yes လို့ဂုဏ်ယူဝင့်ကြော်စာပြရေးပေးစေချင်ပါတယ်အမြဲတမ်းမှတ်ထားပါ hero is you